တို့အမေပြောနေတဲ့အတက်လက်လက်ဆက်နေရောပေါ်ဆိုင်ကိုရောက်ဖို့9မိနစ်ပဲလိုပါတော့တယ်။ရောကောင်းမလားဆိုတော့အဆိုင်ကိုအပစ်ရှင်ဖို့ကျွန်တော်တို့အဖွဲ့ဆက်ရှိတဲ့နေပါပြီပဲဖြစ်ပါတယ်။9မိနစ်တောင်လိုသေးတာဆိုရှင်းဆိုလိုက်စားလိုက်နောက်လိုက်နဲ့ကျွန်တော်တို့ပြပါသွားနေတာပဲဖြစ်ပါတယ်။ပေါ်ဆိုင်ဆိုတာစားနိုင်မှအတန်မှဖြစ်တဲ့အတွက်ကျွန်တော်တို့အဖွဲ့နဲ့မိတ်ဆက်ပြပါမယ်။သူတို့တွေပဲဖြစ်ပါတယ်။ 2 hours later ဒီရရတော့မဟုတ်ပါဘူးနော် ဟုတ်တယ်ဒါဘူဖေးပြေဘူဖေးပြေမြို့နာရောက်ဘူဖေးပြေထိလျောတူတူလေ ဒီလေးရှယ်စားရတာကွာတင်ညာပိတ်တာပေးရမှာလို့ရှိတယ် ရှိတဲ့ဒီဘက်မှာရှိတဲ့လူတွေကกินပေးတဲ့လူတွေ